အလူဆိုတာစေတနာနဲ့လဲဆိုင်တာအလူဆိုတာပါရမီနဲ့လဲဆိုင်တာစေတနာနဲ့ပါရမီတွဲရှင်ကချိပါမှာဒါနသီလပါရမီအလူဆိုတာဖြစ်ပေါ်ခဲ့တာအလူဆိုတာစေတနာနဲ့လဲဆိုင်တာအလူဆိုတာပါရမီနဲ့လဲဆိုင်တာစေတနာနဲ့ပါရမီတွဲရှင်ကရှိပါမှာဒါနသီလပါရမီအလူဆိုတာဖြစ်ပေါ်ခဲ့တာတရားရောခါစီရသာဇနီးမောင်နဲ့ဥမောင်သင်ခွေရင်ဝါခုရင်နဲ့အပြန်လန်းခရီးမှာအလူမန္တဆောက်လုပ်ခြင်းနဲ့ကြုံတွေ့ပြန်တဲ့အခါထိုအားတစ်လုံးကိုလူရန်ခဲ့ရနောက်ဘဝတန်တရားတာဝရိန်သာနဲ့ပြည်နံမှာရဖျားပေးတဲ့အသားလေးနဲ့လက်သမီးဖြစ်နေရှာယခုပြုတဲ့ရက်မြက်လူမှာမန္တကြီးလေထေဝခံညာစွာအလူတကာကြီးစဉ်းစားစိတ်တန်စွာအလူမကြီးသရာစိတ်ထက်သန်စွာတန်ဃာတော်ချင်းမြတ်များစွာအယုံလမြမြွေပြိတ္တထောင်တောင်းမှာကျွေးမွေအခန့်ရင်းနဲ့သရာတရားပြေဝစွာနောက်ဘဝတန်တရားတာဝရိန်သာနဲ့ပြည်နံမှာမဖို့နိဗ္ဗာန်ကိုအတူပြောပြောစံမြန်းရမှာအလူဆိုတာစေတနာနဲ့လဲဆိုင်တာအလူဆိုတာပါရမီနဲ့လဲဆိုင်တာစေတနာနဲ့ပါရမီတွဲရှင်ကချိပါမှာဒါနသီလပါရမီအလူဆိုတာဖြစ်ပေါ်ခဲ့တာတရားရောခါစီရသာဇနီးမောင်နဲ့ဥမာသင်ခွေရင်ဝါခုရင်အပြန်လန်းခရီးမှာအလူမန္တဆောက်လုပ်ခြင်းနဲ့ကြုံတွေ့ပြန်တဲ့အခါ